မင်္ဂလာပါတငယ်ချင်းလေးတို့ရေဒီနေ့မှာတော့တနာချင်းနဲ့တီးခံမှုအကြောင်းပါဝင်တဲ့ပုံမြင်တစ်ပုဒ်ကိုပြောပြပေးချင်ပါတယ်အဲ့ဒါကတော့ဖြာတစ်မင်းသမီးဆိုတဲ့ပုံမြင်ဖြစ်ပါတယ်ဖြာတစ်ပင်ကိုကြားဘူးကြလားမြင်ရောမြင်ဘူးကြလားအပင်လေးပြထားတယ်နော်ပုံမြင်ထဲကအပင်လို့မှတ်ယူပေးနော်ဒီလိုအနက်ရှိတဲ့ပုံမြင်တွေကိုမလွတ်ချင်ဘူးဆိုရင် subscribe လုပ်ဖို့မမေ့ပါနဲ့အခုစကြရအောင်နားထောင်ဖို့အသင့်ပဲမလားတခါတော့ကတော်ဝင်နိုင်ငံတစ်နိုင်ငံမှာလှပပြီးသနာတတ်တဲ့မင်းသမီးတဦးရှိခဲ့တယ်သူ့နာမည်ကိုဖြာတစ်မင်းသမီးလို့ခေါ်ကြတယ်သူမရဲ့နှလုံးသားကဖြာတစ်ပင်လိုပဲနူးညံ့ပြီးသနာတတ်တဲ့ဘရင်နဲ့မေမေရဲ့မိမိသားသမီးတဦးဖြစ်တဲ့သူမကိုအားလုံးကချစ်ကြပေမဲ့မေမေကကွယ်လွန်သွားတာနဲ့အရာအားလုံးပြောင်းသွားတယ်ဘရင်ကမိမတစ်တဦးယူပြီးနန်းတွင်းထဲမှာအေးချမ်းမှုရှိမနေတော့ပါဘူးမေမေတစ်ကမျက်နှာလှပပေမဲ့စိတ်ကမနာလိုမှုနဲ့ပြည့်နေတယ်သူဟာမင်းသမီးရဲ့အပြုံးတနာမှုတွေကိုမခံနိုင်ပဲမုန်းတီးလာတယ်တနေ့မှာတော့ဘရင်ထံသို့တည်င်းမမှန်ဖြစ်အောင်ပြောတယ်ဘရင်ရှင်ဖြာတစ်မင်းသမီးကမင်းနဲ့ဆန့်ကျင်တဲ့စကားပြောနေတာလို့ပြောတယ်ဘရင်ကမယုံသင့်ပေမဲ့မဲမဲတစ်ရဲ့လှဲ့ကွက်တွေအကြောင်းကြားနေရတာနဲ့အမြန်စိတ်ရိုင်လာပြီးမင်းသမီးလေးကိုတောထဲသို့နှင်ထုတ်လိုက်တယ်တောအုပ်ကြီးထဲမှာတစ်ပင်တွေအောက်မှာငိုနေတဲ့ဖြာတစ်မင်းသမီးဟာနေစရာမရှိအိပ်ရာမရှိကြောက်ရွံ့နေတယ်တနေ့မှာတော့နတ်သမီးတဦးပေါ်လာတယ်နတ်သမီးကသနာစွာပြောတယ်မင်းကအပြစ်မှမရှိတာငါသိတယ်တီးခံမှသနာပါမင်းရဲ့စစ်မှန်မှုကမကြခင်အောင်မြင်စေမယ်နတ်သမီးကဖြာတစ်တစ်ချောင်းပေးပြီးပြောတယ်ဒီဖြာတစ်နဲ့နေပါမင်းရဲ့သနာချင်းကငြိမ်းချမ်းမှုကိုရနိုင်စေမယ်မင်းသမီးဟာဖြာတစ်ပင်အောက်မှာနေထိုင်နေနေတိုင်းသိရွက်နဲ့အသီးရွက်တွေကိုစားသုံးတယ်နတ်သမီးတွေလည်းမကြာခဏလာလဲပြီးအကူအညီပေးကြတယ်တနေ့မှာတော့တောထဲကိုမင်းသားတဦးလှည့်လည်လာပြီးဖြာတစ်ပင်အောက်မှာထိုင်နေတဲ့မင်းသမီးကိုတွေ့သွားတယ်မင်းသားကမင်းသမီးရဲ့မျက်လုံးကနေတနာမှုကိုမြင်လိုက်ပြီးမင်းမဖြစ်လို့ဒီလိုနေတာလဲလို့မေးတယ်ဖြာတစ်မင်းသမီးကမုန်းတီးခြင်းနဲ့မူသားကြောင့်တောထဲရောက်လာရတာကိုပြောပြတယ်မင်းသားကသူမကိုတနာသွားပြီးနန်းတော်ကိုပြန်ခေါ်သွားတယ်နန်းတော်သို့ပြန်လာတဲ့အခါဘရင်ကမင်းသမီးကိုမြင်ပြီးမယုံသေးပေမဲ့နတ်သမီးပေါ်လာပြီးအမှန်တရားကိုပြသလိုက်တယ်မဲမဲတစ်ရဲ့မူသားတွေကိုတိလာတဲ့ဘရင်ကအံ့ဩသွားတယ်နောက်ဆုံးမှာမဲမဲတစ်ကိုနန်းတော်မှနှင်ထုတ်လိုက်ပြီးဖြာတစ်မင်းသမီးကိုပြန်လဲဂုဏ်ပြုတယ်အဲ့ဒီနေ့ကစပြီးဖြာတစ်မင်းသမီးဟာတီးခံမှုနဲ့တနာမှုအတွက်လူအားလုံးကချစ်ကြတယ်တနာခြင်းနဲ့တီးခံခြင်းဟာမူသားကိုယ်တောင်ဖြတ်နိုင်တယ်မနာလိုမှုနဲ့မူသားဟာတောင်တန်းကြီးတောင်ပြန်လဲပျက်စီးသွားမယ်တငယ်ချင်းလေးတို့ရေဒီလိုတနာခြင်းနဲ့တီးခံမှုအကြောင်းပြောတဲ့ဖြာတစ်မင်းသမီးပုံမြင်ကတင်းနေစဉ်ဘဝကိုတန်ဖိုးရှိအောင်ပြောင်းလဲစေပါစေ subscribe လုပ်ထားဖို့မမေ့ပါနဲ့နောက်ပုံမြင်တစ်ပုဒ်မှာပြန်တွေ့ကြမယ်